တကယ်လို့သင်ကတင်းရဲ့ကြက်သွန်နီတွေကိုအလုံးကြီးပြီးအနှစ်ပြည့်စုံခြင်းနဲ့ဆိုရင်တော့စိုက်ပျိုးရေးသမားတော်တော်များများတော့မသိကြသေးတဲ့ရိုးရှင်းတဲ့နီလန်းလေးတစ်ခုရှိပါတယ်ကြက်သွန်နီပင်ရဲ့ထိပ်ဖျားတွေက15လက်မခန့်အထိရှည်လာပြီဆိုရင်တော့သူတို့ရဲ့ကြီးထွားမှုကိုအနည်းငယ်ပြုပြင်ပြောင်းလဲပေးဖို့အချိန်တန်ပါပြီဒီလိုလုပ်ဖို့အကောင်းဆုံးအချိန်ကတော့မွန်းလွဲပိုင်းအချိန်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့မနက်ခင်းပိုင်းမှာအပင်တွေကရေတက်ပြေဝနေလို့အလွယ်တကူကျိုးသွားနိုင်ခြေရှိလို့ပါလှုပ်ဆောင်ရမယ့်နီလန်းကတော့အောက်ခြေကနေတက်လက်မခန့်အကွာကပင်စီကိုဖြည်းဖြည်းချင်းညှစ်ပြီးခောက်ချလိုက်ရုံပါပဲမကျိုးသွားစေပါနဲ့သူ့အလိုလိုသဘာဝအတိုင်းလှဲကျသွားရုံပဲဖြစ်ရပါမယ်ဒီနီလန်းကဘာလို့ဒီလောက်တောင်ထိရောက်ရတာလဲဆိုရင်ပင်စီတွေကိုခောက်ချလိုက်ခြင်းကအပင်ရဲ့အပေါ်ပိုင်းကြီးထွားမှုကိုခိတ္တရပ်တန့်စေပြီးအာဟာရဓာတ်အားလုံးကိုကြက်သွန်ဥစီတိုက်ရိုက်ရောက်ရှိစေလို့ဥတွေကိုပိုမြန်ဆန်ပြီးပိုကြီးထွားလာစေပါတယ်ကြက်သွန်ဥကကြောက်ဥတစ်လုံးစာလောက်ကြီးလာတဲ့အခါမှာတော့ပိုကြီးထွားလာဖို့အတွက်ဒီနီလန်းကိုနောက်တစ်ချိန်ထပ်လုပ်ပေးလို့ရပါတယ်ပြီးတော့အကောင်းဆုံးအပိုင်းကတော့ယာဒီနောက်ပိုင်းမှာအပင်ရဲ့ထိပ်ဖျားတွေကသူ့အလိုလိုလှဲကျသွားပြီဆိုရင်ဒါဟာကြက်သွန်နီတွေကိုရိတ်သိမ်းဖို့အချိန်တန်ပြီဆိုတဲ့အချက်ပြချက်ပါပဲဒီရိုးရှင်းတဲ့နီလန်းလေးကိုလိုက်နာကြည့်မယ်ဆိုရင်တင်းရဲ့ကြက်သွန်နီတွေနီးစင်နဲ့အများကြီးထွားလာတာကိုတွေ့ရမှာဖြစ်ပြီးနောက်ဆုံးရိတ်သိမ်းချိန်မှာတော့စိုက်ပျိုးရေးပြပွဲတွေမှာပြသထားသလိုမျိုးအလုံးကြီးပြီးလှပနေမှာအတိချပါပဲဒီလိုဘုဒ္ဓတာနားထောင်ဖို့ဖော်လို့လုပ်ခဲ့ဘူးနော်